အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတစ်ခုကိုဆွေးနွေးသွားမှာပါ ဟုတ်ကဲ့မင်္ဂလာပါ American လေတပ်ဦးစီးချုပ်ဖူချုပ်ကြီး David Alvin ကိုရိုင်းအတည်ပြုထားတဲ့အလွန်မြတ်လျှို့ဝှက်တဲ့ချောင်မျိုးဆက်တဲ့တိုက်လေယာဉ် F-47 ဟုတ်ပါတယ်အခု Boeing ရဲ့စက်ရုံတနေရာမှာတကယ်ပဲတည်ဆောက်နေပါပြီ ဒါပေမဲ့တကယ်တမ်းအံ့ဩစရာကောင်းတဲ့အချက်ကလည်းဒီလေယာဉ်ဟာစာချုပ်ချုပ်ပြီး6လတည်းနဲ့ ဟုတ်ကဲ့6လတည်းနဲ့တစင်ထုတ်လုပ်မှု line ပေါ်ရောက်လာခဲ့တယ်ဆိုတာပါပဲ လေကြောင်းကာကွယ်ရေးစက်မှုလောကမှာဒါကအရင်ကမကြားဘူးတော့အောင်မြန်တဲ့အချိန်ပဲနော် မျက်နှာထက်တောင်ပိုတယ်ဗျာဒါကရူပဗေဒနေရာမလေးကိုချိုးဖောက်တယ်လို့ပါပဲ ဟုတ်ပါ ပုံမှန်ဆိုဒီလိုစီမံကိန်းမျိုးကရှေ့ပြေးပုံစံတစ်စင်ဖြန်းဖို့တောင်ဆယ်စုနှစ်တစ်ခုလောက်အချိန်ယူရတာ အခုက6လနဲ့ဆိုတော့မိခုနဲ့အငှားအိတ်ထွက်လာပြီ ဟုတ်တယ်ဘာကြောင့်ဒီလောက်အသိအတန်အလင်းစလို့လုပ်နေရတာလဲဒီအရှင်ကအရင်စွန့်စားရမကြောက်ဘူးလား ဒါမှမဟုတ်ပိုပြီးလေးနက်တဲ့ပိုပြီးစိုးရင်စရာကောင်းတဲ့အကြောင်းရင်းတစ်ခုရှိနေသလားဆိုတာပေါ့လေ ဒီနေ့မှာတော့အဲ့ဒီအကြောင်းရင်းတွေကိုနည်းနည်းဆန်းစစ်ကြည့်ကြမှာပါ F-47 ရဲ့နောက်ွယ်ကပထဝီနိုင်ငံရေးဖြစ်အားတွေနီးပညာတွေနဲ့အလွန်အရေးကြီးတဲ့အချိန်ကာလသတ်မှတ်ချက်တွေကိုပေါ့ ဟုတ်ကဲ့ စိတ်ဝင်စားစရာကောင်းတာက F-47 ကျင်းရချက်မထွက်ခင်၃ဘတ်အလုံးမှာတရုတ်နိုင်ငံကသူတို့ရဲ့အကြီးဆုံးစစ်ရေးပြပွဲကြီးလုပ်ခဲ့တယ်လေ ဟုတ်တယ်အစင်မြင့်ဆုံးကိုပြောက်ချက်လေရန်9မျိုးတောင်ပါတယ်ဆိုတော့ဒါကတိုက်ဆိုင်မှုတစ်ခုတော့မဟုတ်တော့ဘူးနော် လုံးဝမဟုတ်ပါဘူးအဲ့ဒါကတိုက်ရိုက်ဆက်နေတာ ဘယ်လိုမျိုးလဲ တရုတ်ရဲ့စစ်ရေးပြကသူတို့ရဲ့လေကြောင်းစွမ်းအားကိုပြလိုက်တာပဲကဘာကိုသတင်းစကားတစ်ခုပါလိုက်တာ ငါတို့အဆင့်ထင်ဖြစ်နေပြီဆိုတဲ့သတင်းစကားလား တိတိကျကျပဲအဲ့ဒီနောက်ွယ်ကအလင်းစလိုဖိတ်ရတဲ့အဓိကအကြောင်းရင်းကတော့ Davidson window လို့ခေါ်တဲ့အရေးပေါ်အခြေအနေတစ်ခုကြောင့်ပါ Davidson window ဒီနာမည်ကနည်းနည်းထူးဆန်းတယ်နော်ဘယ်ကလာတာလဲ ဒီအမီက2020ခုနှစ်မှာဒီဆွေရင်မှုကိုပထမဆုံးလူဒီဆွင်ကြားစတင်ပြုတ်ခဲ့တဲ့အရင် Indo-Pacific ကွက်ကရေမှုရေတပ်ဗိုလ်ချုပ်ကြီး Phil Davidson ကိုဆွဲပြုတ်ခေါ်တာပါ အော်သူကဘာပြောခဲ့လို့လဲ သူက American Congress မှာတက်တည်ထွက်ဆိုခဲ့တယ်ကျွန်တော်ရဲ့ဆွေရင်မှုကတော့တရုတ်ဟာ2020ခုနှစ်မှာတိုင်ငယ်မှာထိုင်ဝမ်အပေါ်သူတို့ရဲ့ရီမန်းချက်တွေကိုအကောင့်ထဲပေါ်ဖို့စူးစမ်းလာနိုင်တယ်ဆိုပြီးတော့ပါ ဆိုလိုတာက2020ခုနှစ်ဟာ ဟုတ်တယ်2020ခုနှစ်ကတရုတ်နိုင်ငံဟာထိုင်ဝမ်ကိုကျူးကျော်တိုက်ခိုက်ဖို့အပြည့်အဝအသင့်ဖြစ်မယ်လို့ American စစ်ဘက်ကယုံကြည်ထားတဲ့အချိန်ကာလတစ်ခုပေါ့ဗျာ 2020ခုနှစ်ဆိုတော့အချင်းသိမကြံတော့ဘူးအဲ့လိုပฏิဖက်ခတစ်ခုတည်းလိုအပ်တဲ့စစ်အင်အားကဘလောက်ကြီးမားလဲဆိုတာကိုနားလည်အောင်စူးစမ်းကြည့်အောင်ကျမတို့မှာ Midnight Hammer စစ်စင်ရေးဆိုတဲ့ဥပမာတစ်ခုရှိတယ် အီရန်ရဲ့နျူကလ িয়ার စခန်းတွေကိုတိုက်ခိုက်ခဲ့တဲ့ကန်တပ်စစ်စင်ရေးတစ်ခုလေ ဟုတ်ပါလေ အဲ့ဒီစစ်စင်ရေးတစ်ခုတဲ့အတွက်တောင် B2 ကိုပြောက်ဘုံကျဲလီရင်90 90နောင် ပြီးတော့ F-22,000 နဲ့ချီ CP လီရင်တွေ electronic စစ်စင်ရေးလီရင်တွေနဲ့စုစုပေါင်းလီရင်155စင်ကျော်လိုအပ်ခဲ့တယ် ဒါအီရန်တို့ plan တယောက်ကိုရင်ဆိုင်ဖို့အတွက်ပဲနော် ဟုတ်တယ်တရုတ်လိုနီးပညာရအများကြီးတာလွန်ပြီးအင်ကွင်းမှာကစားနေတဲ့ပြိုင်ပတ်နေဆိုရင်လိုအပ်မဲ့အရင်အမြင့်တွေကအစားပေါင်းများစွာပို့လိုအပ်မှာ အရင်ကအရာတော့ဘယ်လိုရှိလဲ ခမန်းချက်တွေရ2029ရောက်ရင်အဓိကကြတဲ့ဒေသတွေမှာ American လီယန်အုပ်စုတွေထက်တရုတ်လီယန်အုပ်စုတွေကအရေးသားအဖြစ်တာလွန်သွားနိုင်တယ်လို့ဆိုပါတယ် ဒါဆိုအဓိကပြဿနာကအရေးအထွတ်ပေါ့ ဟုတ်တယ်အရေးတော့ကပြဿနာကြီးတစ်ခုပဲ ဒါပေမဲ့ F-77 ကဖြည့်ရှင်းဖို့ကြိုးစားနေတဲ့နောက်ထပ်မဟာဗျူဟာမြောက်ပြဿနာတစ်ခုရှိသေးတယ်လို့ကျွန်မထင်တယ် ဘာဖြစ်မလဲ အဲ့ဒါကတော့အင်းနဲ့အလွန်ဝေးကွာတဲ့နေရာမှာစစ်တိုက်ရခြင်းဆိုတဲ့အချက်ပဲအငိမ့်စားလေတပ်ဗိုလ်ချုပ်ကြီး Clehan Note ပြောခဲ့တယ်လို့ပေါ့အမေရိကန်သားကျုံးနဲ့စစ်တိုက်ရမယ်ဆိုရင်စစ်ပွဲကသူတို့ရဲ့ရှေ့ချန်ထဲမှာဖြစ်လိမ့်မယ်တဲ့ ဒါကိုအကွာအဝေးရဲ့ PR လို့ခေါ်နိုင်တယ်ဗျာ Tyranny of distance ပေါ့ ဟုတ်ကဲ့ ကျုံးနိုင်ငံကအင်ကွဲအားတာချက်အပြည့်အဝရှိတယ်သူတို့ရဲ့လေယာဉ်တွေဒုံးကျည်တွေထောက်ပံ့ပို့ဆောင်ရေးကွန်ရက်တွေကအနီးနားမှာအဆင်သင့်ပဲ အမေရိကန်ကတော့ Pacific သမုဒ္ဒရာကြီးကိုဖြတ်ပြီးတိုက်ခိုက်ရမှာမိုင်မောင်းထောင်နဲ့ချီဝေးတဲ့နေရာကနေပေါ့ ဟုတ်တယ်ဒါကမညုံနိုင်လောက်အောင်ကြီးမားတဲ့စင်ခုံမှုပါ ဒီပြဿနာတွေကြောင့်ပဲအမေရိကန်စစ်တပ်ကကွန်ပျူတာစစ်ရေးလေ့ကျင့်မှုတွေအကြိမ်ကြိမ်လုပ်ခဲ့တယ်လို့ကြားတယ် လုပ်ခဲ့ပါတယ် ရလဒ်တွေကတော့အားရစရာမရှိခဲ့ဘူးလို့ဆိုရင်နော်ကာကွယ်ရေးအရာရှိတွေကကျွန်တော်တို့ရှုံးတယ်ဆိုတဲ့အဖြေပဲထွက်လာခဲ့တယ် ဟုတ်ပါတယ်အဲ့ဒီစီရေးလေးချမှုတွေကနေသူတို့အတွက်ခါးတီးတဲ့အမှန်တရားတစ်ခုကိုဖော်ထုတ်နိုင်ခဲ့တာ အဲ့ဒါကဘာများလဲ လက်ရှိနည်းပညာနဲ့ဒီဗျူဟာတွေနဲ့ဆိုရင်သူတို့နိုင်မှာမဟုတ်ဘူးဆိုတာပါပဲအနိုင်ရဖို့ဆိုရင်ဘယ်လိုပြောမလဲမဖြစ်နိုင်လောက်တဲ့အောင်မြင်မှုအချိုး Q ratio တစ်ခုလိုအပ်တယ်ဆိုတာကိုသူတို့သဘောပေါက်လာတယ် kill ratio ကျွန်မဖတ်လိုက်ရတာ20တမဲ့တေးဆိုလား ဟုတ်တယ်20တမဲ့တက်15တမဲ့တက်အနေလောင်း7တမဲ့တေးလောင်းလို့တယ်လို့ဆိုပါတယ်20တမဲ့တေးဆိုတာက video game တွေက game ကနာလို့ပဲတကယ်ပဲလက်တွေ့ကြရလား ဒါကအရန်ကောင်းနေမိဟုံးပါဗီယက်နမ်စစ်ပွဲတုန်းက F4 Phantom တွေကျွအောင်မြင်မှုအချိုးကnet တမဲ့တေးလောက်ပဲရှိခဲ့တာ အော်ဟုတ်ကဲ့ Desert Storm F50 နဲ့ဆိုရင်အများကြီးပုံမြင့်တက်လာပြီမဲ့20တမဲ့တက်နဲ့အနာတော့မကပါဘူး ဆိုတော့လက်ရှိနည်းပညာနဲ့ဆိုရင်ဒါကလုံးဝမထင်နိုင်ဘူးပေါ့ မှန်ပါတယ်
ဒါကြောင့်လေတက်ကသူတို့ဟာပိုကောင်းတဲ့တိုက်လေရင်တစ်စင်တီဆော့ယုံနဲ့မရတော့ဘူး တိုက်ခိုက်တဲ့ပုံစံကိုအခြေခံချက်ကြပြောင်းပြတ်မယ်ဆိုတာကိုနားလည်တော့တာပေါ့ ဟုတ်ပါတယ် F47 ဆိုတာကအဲ့ဒီပြောင်းနေမှုပါဒီမဖြစ်နိုင်တော့တဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးမယ်အဖြစ်ပါ ဒါကြောင့်ပဲဒီလေရင်အတွက်စာချုပ်ကိုပြောက်နီးပညာရဲ့ဘရင် Lockheed Martin ကိုမပေးဘဲ Boeing ကိုပေးလိုက်တာဖြစ်မယ် အဲ့ဒါကစက်မှုလုပ်ငန်းတစ်ခုလုံးအတွက်အကြီးကျယ်ထိတ်လန့်စရာဖြစ်ခဲ့တာပေါ့ Lockheed Martin ကိုယ်တိုင်ကလည်းဒီရလဒ်အတွက်အလွန်ကိုမစိတ်ပြည့်မိကြောင်းထုတ်ပြောခဲ့တယ်နော် ဟုတ်ပါတယ်ဘိုးရင်အနိုင်ရသွားတဲ့ကြောင်းရင်ကသူတို့ကပိုကောင်းတဲ့လေရင်တစ်စင်ကိုဂတိပေးခဲ့တာထက်ပိုးတယ်ဗျ ဒါဆိုဘာကိုတင်ပြခဲ့လို့လဲ လုံးဝကွဲပြားတဲ့ထရလုံးမှုနီလန်တစ်ခုကိုတင်ပြခဲ့တာပါဘိုးရင်ကဒီလုပ်ကိုရောက်ဖို့ကုမ္ပဏီသမိုင်းမှာအကြီးမားဆုံးယင်းနှိမ့်နှံမှုထိဒေါ်လာ2ဘီလီယံနီးပါတုံးခဲ့တယ် ဒေါ်လာ1ဘီလီယံ ဟုတ်တယ်မစ်ဆူရီပြည်နယ်ဆင်လိုအစ်မှာစတွန်ပီတတန်ကျဲတဲ့အလွန်လူဝတ်တဲ့ထလိုကြီးစက်ရုံကြီးတစ်ခုတိစောက်ခဲ့တာ ဒါပေမဲ့အရေးကြီးဆုံးလားစက်ရုံအစ်စ်တစ်ခုတည်းကြောင့်တော့မဟုတ်တော့ဘူးနော် မဟုတ်ပါဘူးအဲ့ဒီစက်ရုံထဲမှာအလုတ်လုတ်တဲ့နီလန်အစ်စ်ကြောင့်ပါ ဟုတ်ပြီဒါဆိုအဲ့ဒီလျှို့ဝှက်နီလန်တချို့က cheat code လို့တော့တင်စားခေါ်ကြတဲ့အရာကဘာလဲ ဟုတ်ပါတယ်အဲ့ဒီ cheat code ကတော့ digital engineering ပညာပါပဲ digital engineering ဒီတော်လန်ကြီးကဘလောက်ကြီးမားလဲဆိုတာကိုနားလဲဖို့ F22 Raptor ရဲ့ဖွံ့ဖြိုးတိုးတက်မှုတမိုင်းကိုပြန်ကြည့်ရအောင် ဟုတ်ကဲ့ F22 ကရှေးရုံနီလန်အတိုင်းလုပ်ခဲ့တာနော် ဟုတ်တယ်ပထမလုံးရှိပြေးပုံစံပြန်တန်းခြင်းကနေတမတော်မှာစတင်အထုံးပြနိုင်တဲ့အဆင့်ထိ15နှစ်နီးပါးအချိန်ယူခဲ့ရတယ် အချိန်ကြာကြီးပဲ ရှေ့ပြေးပုံစံတွေကိုလက်တွေ့တည်ဆောက်ရတယ်ပြန်တန်းရတယ်တခါတလေမှတကယ်ပဲပျက်စီးတော့တာတွေရှိတယ်ပြင်းမှာဒီဇိုင်းကိုပြန်ပြင်ရတယ်ဒါကတိဆောက်ပျက်စီးပြင်ဆင်ဆိုတဲ့တန်တရားလည်နေတဲ့လုပ်ငန်းစဉ်တစ်ခုပေါ့ ဆိုတော့ digital engineering ပညာကအဲ့ဒီပျက်စီးတဲ့အပိုင်းတွေကို ကွန်ပျူတာနဲ့မှလုပ်လိုက်တာ အော် super computer ထဲမှာအချိန်တစ်ထောင်မကလောက်ဆောင်လိုက်တာပေါ့တကယ်လေရင်ကိုမတိဆောက်ခင်ပါလေ တီတီချာချာပဲ Boeing က F47 တစင်းလုံးကိုအပြင်မှာလက်တွေ့မတိဆောက်ခင်ကွန်ပျူတာထဲမှာအသေးစိတ်တိဆောက်ပြီးအချင်းချင်းစမ်းသပ်ခဲ့တယ်လေရင်ရဲ့အစိပ်ပိုင်းတိုင်းကို virtual reality ထဲမှာစမ်းသပ်ခဲ့တာ ဒါကြောင့်ဖိတ်ဖြောရဲ့အဆင့်ကိုအများကြီးချုပ်နိုင်ခဲ့တာပေါ့ ဟုတ်ပါတယ်ဒါပေမဲ့နောက်ထပ်လျှို့ဝှက်ချက်တစ်ခုရှိပါတယ်တဲ့ နောက်ထပ်တစ်ခုရှိသေးတယ် ဟုတ်ပါတယ် F47 စာချုပ်ကိုမကြီးညာခင်9နှစ်လောက်ကတည်းကသူ့ရဲ့အဓိကနီးပညာတွေကိုစမ်းသပ်နေတဲ့ explain လို့ခေါ်တဲ့အထူးစမ်းသပ်လေယာဉ်တွေလျှို့ဝှက်ပြန်တန်းနေခဲ့ပြီးဖြစ်တယ်ဆိုတာပါပဲ ရှင်ဆိုတော့ဒီနည်းပညာတွေကအသစ်ဆက်ဆက်မဟုတ်ဘူးပေါ့ မဟုတ်ပါဘူးဒီ explain တွေကပြန်တန်းချိန်နိုင်ရပေါင်းများစွာစုဆောင်းထားပြီးသား F47 ရဲ့ engine ကိုပြောင်းနီးပညာအာယုံခံကိရိယာတွေလို့အဓိကနီးပညာတွေဟာနေပေါင်းများစွာကလေးကလက်တွေ့ကွင်းစင်တက်ပြပြီးသားဖြစ်နေတာ အဲ့ဒါကြောင့်စာချုပ်ပြီးတာနဲ့ချက်ချင်းထုတ်လို့နိုင်ခဲ့တာကို ဟုတ်ပါတယ် simulation ကနေတကယ်ထုတ်လို့ရ line ပေါ်ကိုချက်ချင်းကူပြောင်းနိုင်ခဲ့တာပါ ကဲဒါဆိုလေရင်ကိုအမြန်တိဆောက်နိုင်ခဲ့ပြီဒါပေမဲ့ဒီ F47 ကဘာကြောင့်ဒီလောက်ထူးခြားနေတာလဲ6မျိုးဆက်တဲ့တိုက်လင်ဒစင်ကတကယ်တမ်းမှာဘာတွေလုံနိုင်လို့လဲ ဒီမှာစိတ်ဝင်စားစရာကောင်းတာက F47 ဟာပိုကောင်းတဲ့တိုက်လျင်တဲ့ဆင့်ဖြီုံပချာမဟုတ်ပါဘူး ဟုတ်ကဲ့ သူကလုံးဝကွဲပြားတဲ့လက်နဲ့မျိုးစားတစ်ခုပါနှစ်ပေါင်း80လောက်တိုက်လျင်တွေရဲ့ရီမှန်ချက်ကပြန်မဲ့ကိုတဦးချင်းတိုက်ပွဲ dog fight မှာအနိုင်ယူဖို့ပဲ အမြင့်မှာအလဲမှာအပြက်ခတ်မှာပေါ့ ဟုတ်တယ် F47 ကအောင်မြင်မှုရဲ့အဓိပ္ပာယ်ကိုအသစ်ပြန်ဖွင့်ဆိုလိုက်ပြီ dog fight ရဲ့အဓိကထားတာမဟုတ်တော့ဘူး တကယ်တမ်းသူက dog fight ကိုမြင်ရမှာတော့မဟုတ်တော့ဘူးဆို ဟုတ်တယ်ဗျာသူ့ရဲ့အဓိကတာဝန်ကမမြင်နိုင်တဲ့ကွင်းလေကစားသမားတယောက်လို့ကောင်းကင်မှာရှိနေပြီးရာလုံးကိုမြင်နေရမယ်ပြီးတော့ သူရဲ့စိတ်ရုပ်တော်မှန်ဆောင်ရိုးပွဲတော့အဖွဲကိုအမိန်ပေးခွက်ခဲ့ဖို့ပေါ့ မှန်ပါတယ်မိုင်ပေါင်းရာနဲ့ချီဝေးတဲ့နေရာကနေပေါ့ ဒါဆိုအောင်မြင်မှုရဲ့စံနှုန်းအသစ်တွေကဘာတွေဖြစ်လာမလဲ အောင်မြင်မှုရဲ့တန်တုံးတန်အတစ်ချီလာတယ်ဗျပထမတစ်ခုက sensor fusion အာယုံခံကိရိယာတွေကရရချက်လက်တွေကိုပေါင်းစပ်သုံးချက်နိုင်စွမ်း ဟုတ်တယ်သူကသူ့ရဲ့အာယုံခံကိရိယာသူ့ရဲ့ drone တွေရဲ့အာယုံခံကိရိယာဂျိုတုတွေကရတဲ့အချက်လက်အလုံးကိုပေါင်းပြီးစစ်မြေပြင်တစ်ခုလုံးရဲ့ပြည့်စုံတဲ့ပုံရိပ်တစ်ခုကိုဖန်တီးနိုင်ရမယ် ဒုတိယတစ်ခုကော ဒုတိယတစ်ခုကအလွန်ဝေးကွာတဲ့အကွာအဝေးအထိပြန်ထမ်းနိုင်စွမ်း extreme range ပေါ့ Pacific မူဒီယာလိုနေရာအတွက်ရေမိုင်1000ကျော်ပြန်ထမ်းဖို့လိုအပ်တယ် တိတိယအချက်ကတော့ကိုယ့်ရဲ့ချိတ်ဆက်စစ်စင်နိုင်မှု network dominance လို့ဆိုပါတယ် ဟုတ်ကဲ့သူကအချက်လက်တွေကိုလက်ခံရုံမချမကတဲ့စစ်မြေပြင်ပေါ်ကတခြားပိုင်ဆိုင်မှုတွေအားလုံးအတွက်အချက်လက်ဘူဌာနတစ်ခုလို့လို့ဆောင်ပြရမှာပါ ဒီလိုစွမ်းဆောင်ရည်တွေကိုရဖို့အတွက် F47 ရဲ့ design ကလည်းအရင်လီရင်တွေနဲ့လုံးဝမတူဘူးလို့ဆိုတယ်နော် ဟုတ်တယ်ဗျာ ကြီးမားတဲ့အမီးမကိုတီ design tailless blended wing body ကိုတုံးထားတယ်လို့ဖတ်ရတယ်အဲ့ဒါကဘလို့အလုပ်လုပ်တာလဲ အဲ့ဒီ design ကကိုပြောက်စွမ်းရည်နဲ့အကွာအဝေးကိုတပြိုင်နက်တည်းအမြင့်ဆုံးရရှိစေဖို့ပါအမီးမပါတော့ရေဓာမြင်ကွင်းမှာပိုပြီးတင်းငယ်သွားစေတယ် ကိုထင်းနဲ့တောင်ပန်ကိုပေါင်းစပ်ထားတော့ လောင်စာစီပိုးသက်ဆောင်နိုင်ပြီးအကွာအဝေးပူသွားနိုင်တာပေါ့
နောက်ထပ်ထူးခြားချက်က engine အပူဒဏ်ကိုဖုံးကွယ်ပေးနိုင်တဲ့ exhaust pipe ခေါင်းတွေဆို ဟုတ်တယ်ရှုပ်ထွေးတဲ့ shielded geometric exhaust nozzles တွေပေါ့အနီရောင်ရောင်ချီအာယုံခံကိရိယာတွေကနေဖုံးကွယ်ပေးနိုင်တယ်ဒါရီအားလုံးကသူ့ကိုတတ်နိုင်တဲ့လောက်မမြင်နိုင်အောင်ဖန်တီးထားတာပါ ဒါပေမဲ့ဒီမှာအရေးကြီးတဲ့အချက်တစ်ခုရှိရယ် F47 ဟာတယောက်တည်းတိုက်ခိုက်ဖို့ဒီဇိုင်းထုတ်ထားတာမဟုတ်ဘူးဆိုတဲ့အချက်ပဲ သိကြပါတယ်ဒါဟာအရေးကြီးဆုံးအချက်ပဲဒီပရိပက္ခဟာလေရင်တစ်စင်းနဲ့တစ်စင်းတိုက်ခိုက်တာထက်အများကြီးပိုနဲ့နေတယ် ဒါဟာစနစ်တည်းအချင်းချင်းရှင်ပြိုင်တဲ့တိုက်ပွဲတစ်ခုဖြစ်လာမှာပေါ့ ဟုတ်ပါတယ်အမေရိကန်မှာအရေးအတွက်ပြဿနာကြီးရှိနေတယ်ဆိုတာကိုပြန်သွားကြည့်အောင် ဟုတ်ပါတယ်2020ခုနှစ်မှာဒေတာတွင်မှာတရုတ်လီယွန်အုပ်စုတွေကအရေးအတွက်အချင်းတာလွန်တွားနိုင်တယ်ဆိုတဲ့အချက်ပေါ့ ဟုတ်တယ်ဒီတော့အမေရိကန်ရဲ့တံပြန်စနစ်ကအရေးအတွက်ကိုအရေးအတွေးနဲ့အနံယူဖို့လား ဒါမှမဟုတ်တခြားနည်းလမ်းတစ်ခုခုရှိသေးလား အရေးအတွေးနဲ့ရောမတူညီတဲ့အရေးအတွက်ပုံစံတစ်ခုနဲ့ပါအနံယူဖို့ပါတရုတ်ဘက်ကလည်းသူတို့ရဲ့6မျိုးဆက်သစ်လေယာဉ်စီမံကိန်းတွေဖြစ်တဲ့ J36 နဲ့ J50 တို့ကိုအရှိန်မြင့်လို့ဆောင်နေတယ် သူတို့ရဲ့ drone wingman တွေကိုလည်းတီထွင်နေတယ်ဆို ဟုတ်တယ်ဒါကိုတံပြန်ဖို့အမေရိကန်ရဲ့စနစ်က NGAD Next Generation Air Dominance လို့ခေါ်ပါတယ် ဒါဆို NGAD စနစ်က superhero လေယာဉ်တစ်စနစ်အကြောင်းမဟုတ်ပဲအတင်းတင်းလုံးအကြောင်းပြောနေတာကို ကစားကွက်ကိုခေါ်ပေးမယ်ပြီးတော့ပြမအချက်လက်တွေကိုသူ့ရဲ့တောင်ပန်ဆောင်တွေစီပို့ပေးဖို့ပဲ အဲ့ဒီတောင်ပန်ဆောင်တွေက CCA Collaborative Combat Aircraft လို့ခေါ်တဲ့ drone တွေနော် ဟုတ်ပါတယ်အဲ့ဒီ drone တွေကတကယ်ကို game ကိုပြောင်းလဲစီမဲ့အရာတွေပါ လေတက်က F47 အစင်185စင်လောင်းနဲ့အတူဒီ drone အစင်1000ကျော်ကိုကုတ်ကဲကိုစီစဉ်ထားတယ်လို့ဆိုပါတယ် ဟုတ်တယ်ဒီ drone တွေကဒေါ်လာဘီလီယံနဲ့ချီတက်တဲ့ F47 နဲ့ဆိုင်ဈေးအများကြီးထပ်တာပြီးလိုအပ်ရင်စွန့်လွတ်နိုင်တဲ့ဒုံးကျည်တင်ရများ missile trucks အဖြစ်အလို့လို့မှာပါ ဆိုတော့ F47 ကနောက်ကနေဘေးကင်းကင်းကုတ်ကဲနေချိန်မှာ ဒီ drone တွေကရှေ့တန်းကနေရန်သူကာကွယ်ရေးကိုထိုးဖောက်တာတိုက်ခိုက်တာတွေလို့ဆောင်မှာပါလက်ရှိမှာတော့ဒီ drone တွေအတွက်ရှင်ပြိုင်နေတဲ့ design တစ်ခုရှိတယ် General Atomics ကထုတ်တဲ့ YFQ-24A နဲ့ Anduril ကထုတ်တဲ့ YFQ-44A ပါ ဒါဆိုနောက်ဆုံးတိုက်ပွဲကဂျက်လီရင်နှစ်စင်းစကြားက dogfight မဟုတ်တော့ဘူး မဟုတ်တော့စနစ်နှစ်ခုကြားကတိုက်ပွဲဖြစ်လာမှာ တစ်ဖက်မှာ F47 ရဲ့ကိုပြောက်စွမ်းရည်အကွာဝေးနဲ့ AI ကွက်ကဲမှုအောက်က drone အုပ်စု နောက်တစ်ဖက်မှာတရုတ်ရဲ့တိုးပါလာတဲ့အရေးအတွက်နဲ့သူတို့ရဲ့ကိုယ်ပိုင် 6th generation this system အဲ့ဒီနှစ်ခုကြားကပြိုင်ဆိုင်မှုကအစိုးအဖြတ်ပေးမှာပေါ့ တကယ်ကိုနီးပညာမဟာဗျူဟာအကုန်လုံးပေါင်းစုံနေတဲ့ပြိုင်ပွဲကြီးနဲ့နော် ဟုတ်တယ်ဗျအေးကြီးတဲ့2019တမရမတိုင်ခင်မှာ base system ကပို့ပြီးကိုမြန်မြန်ဆန်းဆန်းနဲ့ထိရောက်အဆင့်တင်ထင်မလဲဆိုတာကအဆုံးအဖြတ်ပေးပါလိမ့်မယ် ဒီရင်တစင်ဖြစ်ပြီး Davidson window လို့ခေါ်တဲ့ရောက်ရ2020ခုနှစ်တက်မှတ်ရက်ကိုတံပြန်ဖို့အတွက်ပေါ့ ဟုတ်ပါတယ် ချီကိုချစ်တဲ့ digital engineering ပညာကိုသုံးပြီးမယုံနိုင်အောင်လင်းမြန်စွာတည်ဆောက်နေတာဖြစ်ပါတယ် ပြီးတော့ဒါဟာတူဦးစင်းတိုက်ခိုက်ဖို့အတွက်ဒီဇိုင်းထုတ်ထားတာမဟုတ်ပဲမောက်တူမဲ့ drone အုပ်စုတစုရဲ့မမြင်နိုင်တဲ့ကွက်ကဲမှုဖို့ဒီဇိုင်းထုတ်ထားပြီးလေကြောင်းစစ်ပွဲရဲ့သဘောတဘာဝကိုအခြေခံကြပြောင်းလဲပြဖို့ရည်ရွယ်ထားတာဖြစ်ပါတယ် ဒီချက်လက်ဒီအားလုံးကနေနောက်ဆုံးမှစဉ်းစားစရာအတွေ့ခေါ်တစ်ခုကြံခဲ့တယ်ဗျ ဟုတ်ကဲ့ ဒီအချိန်နဲ့အမျှဖြည့်နေရတဲ့ play ပွဲမှာဘလို့အဖိုးအခပေးရပါစေပိုမြန်မြန်တိဆောက်တာကပန်းနိုင်ဖြစ်တင်စလားဒါမှမဟုတ်အဲ့ဒီအရှိန်ကိုယ်တိုင်ကအန်ဒီရထစ်လာနိုင်တဲ့အချက်တစ်ခုရှိနေမလား စိတ်ဝင်စားစရာမေးခွန်းပဲ ပိုပြီးအထီခံကြတဲ့မေခွန်းကတော့ F47 design က drone အဆင့်1000ကိုကွက်ကဲနိုင်မယ်ဆိုရင်လေယာဉ်မှုအခန်းထဲကလူသားလေယာဉ်မှုဟာမရှိမဖြစ်လို့အပ်တဲ့အခန်းကဏ္ဍနီဘေးတော့လောက်မှာပျောက်ကွယ်သွားနိုင်မလဲ